ရှင်းပါဟုတ်ဒီမှာဒီပွဲနဲ့ပတ်သက်ပြီးတော့ကိုပြောချင်တာလေးကျွန်တော်တို့နားထောင်ရအောင်ပုတ်ပုတ်ပေါ့နော်ပထမဆုံးများဟိုပါပေါ့ကျွန်တော်တို့ကရန်ကုန်လူငယ်မှုပေါ့လေကျွန်တော်တို့ဒီရန်ကုန်မှာနေထိုင်တဲ့လူတွေ85ရာခိုင်နှုန်းလောက်ကဒါဘတ်စကားစီရတယ်လို့ပြောများတယ်ပေါ့လေအဲ့ဒီထဲမှာကျွန်တော်ကိုယ်တိုင်လည်းအပါဝင်ပေါ့ကျွန်တော်တို့ကအဲ့ဘတ်စကားနဲ့တော်ကြလာကြလှုပ်ရှားကြပေါ့အဲ့ဒီမှာကိုယ်တိုင်လည်းဒီဘတ်စကားမှတ်တိုင်လေးတွေမှာစောင်းရင်းနဲ့အခုလိုမျိုးပကြီးကားတွေရေဖို့စိတ်ကူးပေါ်တယ်ပေါ့လေအဲ့တော့ဘတ်စကားမှတ်တိုင်မှာချက်နေတဲ့လူတွေကတနေ့ကုန်ပင်ပန်းတော့နေလာတာရှိမယ်နော်အဲ့ဒီမှာအဲ့ဒီလူတွေရဲ့ဟိုအမျိုးမျိုးသောဝီစီကိစ္စပေါ့လေဝီစီကိစ္စနေတဲ့တူတော့ဝီစီကိစ္စလေးတွေကိုအဲ့ဒီမှာဘတ်စကားမှတ်တိုင်မှာမြင်ရတာအလူတန်းသားကလည်းအစုံပဲအဲ့တော့ဒီဘတ်စကားမှတ်တိုင်အဲ့လိုတချို့ကအိမ်ကိုမြန်ပြန်ရောက်ရှင်တဲ့တချို့ကြလည်းဒီသူတို့ရဲ့အခက်ခဲတွေအဲ့လိုမျိုးတွေပေါ့နော်အဲ့ဒါတွေအကုန်လုံးကိုဒီဘတ်စကားမှတ်တိုင်မှာတစုတဝဲတွေမြင်ရတာအဲ့တော့အဲ့ဒီ emotion တွေကိုကျွန်တော်ကဒီခံစားရကိုယ်တိုင်လည်းအဲ့ဒီထဲမှာပါတယ်ပေါ့လေအဲ့ဒီခံစားမှုတွေကိုပြန်ပြီးတော့ကိုကျွမ်းကျင်တဲ့ဒီပကြီးဒီပကြီး artwork တွေနဲ့ပြန်ပြီးတော့ expression လုပ်တာပေါ့လေပြန်လေဖန်တီးတာပေါ့နော်အဓိကတော့ဒီလူသားတွေရဲ့ဒီနေတဲ့ဒီပေါ့လှုပ်ရှားမှုလေးတွေပေါ့အဲ့ဒါရေးပြတာပါဟုတ်ပကြီးကအကြီးကြီးတွေရေးပြတဲ့ကိစ္စကတော့အဲ့ကျွန်တော်အဲ့ဒီလူအုပ်ကြီးတွေရေးရှင်တာဟုတ်လူအုပ်ကြီးတွေရေးရှင်တာအဲ့တော့လူအုပ်ကြီးတွေရေးရှင်တဲ့ခါကျတော့အဲ့ဒါပြီးရင်ဒီလူတွေရဲ့ဒီမျက်နှာပေါ်က expression လေးတွေကိုလည်းပေါ်ရှင်တယ်အဲ့တော့လူတယောက်ချင်းရဲ့ expression ကိုပေါ်ရှင်တဲ့ခါကျတော့လူအုပ်ကြီးလေးဖြစ်တဲ့ expression ကိုပေါ်ရှင်တဲ့ခါကျတော့ဟိုပကြီးကတွေကအော်တိုကြီးတော်တဲ့သဘောပေါ့နော်ဟိုတကူတကားကြီးဒါပကြီးကအကြီးကြီးတွေအဲ့လိုမျိုးတော့မဟုတ်ပါဘူးဟိုရေးနဲ့ကိုပြချင်တာကိုရအောင်လုံးရင်နဲ့ပကြီးကကြီးတော်တဲ့သဘောပဲဟုတ်ဒါတကူလိုချင်တာကို point ကိုရောက်အောင်ရေးတာအေးပေါ့လူကိုလိုချင်တဲ့ point ကိုရေးလိုက်တဲ့သဘောပေါ့နော်ရေးနဲ့ကြီးတော့တာဟုတ်အကုန်လုံးကတော့ဒီကားတွေအကုန်လုံး2025မှာရေးတာပေါ့ပြတစ်နှစ်ပေါ့တစ်နှစ်လုံးဒီအာယုံလေးနဲ့ရေးတယ်တခါရေးနေနဲ့အာယုံပျောက်သွားတဲ့အချိန်လေးတွေရှိတယ်အဲ့ဒီအချိန်မျိုးဆိုပြန်ပြီးတော့အာယုံကိုပြန်လေတေဆောက်တာပေါ့တေဆောက်လို့ဆိုတာအဲ့ဒီကိုစိတ်ဝင်စားတဲ့နေရာစိတ်ဝင်စားတဲ့ဝမ်းကျင်ရာဘယ်နေရာလဲပေါ့အဲ့ဒီခါကျတော့ဒီရန်ကုန်မှာနေတဲ့ဒီလူတွေရဲ့ဒီဘဝတွေအဲ့ဒါတွေကိုမြင်ရနေရဘတ်စကားမှတ်တိုင်အဲ့တော့အဲ့ဒီဘတ်စကားမှတ်တိုင်ကိုပြန်ပြီးတော့ပြီးတော့ပြန်ပြီးကိုအာယုံလေးတွေပြန်နှိုးဆော့ပေါ့ဒီကရေးနေကိုရေးနေကိုအဲ့လိုမျိုးဘာဖြစ်လို့ရေးနေကိုပျောက်သွားတဲ့ကိစ္စရှိတယ်လေတစ်ခါတလေနော်ကိုယ့်ရဲ့ဟိုစိတ်ပိုင်းဆိုင်ရာခံစားမှုကြောင့်ဖြစ်စေကိုယ့်ရဲ့ဒီပုဂ္ဂလိကကိုယ့်ရဲ့ဘဝမှာတစ်ခုခုကြောင့်ဖြစ်စေပျောက်သွားတာရှိတယ်တစ်ခါရေးနေနဲ့လုံးဝပျောက်သွားတဲ့ချိန်တွေရှိတယ်တလားတော့ကတော့အဲ့လိုကြာတာပေါ့အရင်ပြန်ခေါ်ပြီးတော့ကျွန်တော်တို့ဒီသူနဲ့ပတ်သက်တဲ့ source လေးတွေပြန်လိုက်ပေါ့နော်အဲ့ဒါပြန်ရအောင်မူလေးပြန်အောင်လုပ်ပြီးတော့ပြန်ရေးပေါ့အဲ့ဒီပေါ်ပါပဲဒီကရေးကြီးတွေဆိုတော့ပုံမှန်တော့ပူပင်ပန်းပါပေါ့ပြပေါ့ရေးရတာဒါပဲမဲ့ဟိုအဲ့ဒါလေးခုနကပြောသလိုပဲစိတ်အထောက်တန်နေလို့ရှိဆိုပင်ပန်းမသိလိုက်ပါဘူးနော်ပကြီးကလည်းတတ်တတ်နေโอเคဒါလေးရတော့ပြီဆိုအဲ့ဒီကျင်တဲ့ကိစ္စကဒါပင်ပန်းတဲ့ကိစ္စကိုလွှမ်းခြုံတော့ကိစ္စပဲဟုတ်ပါအဲ့လိုပဲဟုတ်ကဲ့ကြည့်ရတာတကယ်အားရတယ်ကွာ communication ကိုကျွန်တော်တို့တော့ထင်တယ်ဒီပကြီးကအကြီးတွေမကြည့်ရတာ10ခုနဲ့2စုလောက်ကြည့်ပြီဥတော်ညုံပွဲပြီးနောက်ပိုင်းကအကြီးတွေမတွေ့ရဟုတ်ပါအဲ့တော့တို့ကြီးမမဥတော်ညုံတော့ပွဲမှာတော့ဒီလောက်မကြည့်ဟုတ်လေးပေ8ပေတို့ပါတော့ဒီမှာတော်တော်ကြီးမှပေ30တောင်ပါတယ်ဟုတ်ပါဟိုဒါလည်းဟိုစိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာရောအဆင်ပြေနေမှာပေါ့လေနော်စိတ်ကဘယ်လောက်ကြီးပဲထပ်တတ်နေပါစေကျန်းမာရေးပိုင်းဆိုင်ရာကိုယ်ကာယပိုင်းဆိုင်ရာမဖြစ်ရင်မလွယ်ဘူးပေါ့ဟုတ်နော်ဟိုတက်လိုက်ဆင်လိုက်အဲ့လိုလှုပ်ရှားတဲ့ကိစ္စရှိတယ်ပေါ့ဟုတ်ဒီကြီးကကြီးတော့တက်လိုက်ဆင်လိုက်အဲ့ဒါဆိုတော့ဒါပေမဲ့ဟိုဟာဖြစ်ပါတယ်ကိုလိုချင်တဲ့ပိုင်းမှတ်ကိုရောက်သွားတဲ့ခါကျတော့ဒါအဲ့ဒါတွေကအကုန်ကျင်နေစရာကြီးပေါ့ဟုတ်နော်ဒီနေ့မှာတော့လုံးဝအကုန်ပြီးသွားတော့ကျင်တဲ့လက်စာကြိုးစားခဲ့တဲ့များအကုန်လုံးကျွန်တော်ပကြီးပြပွဲဖွင့်ပြီဆိုတော့လုံးဝကျင်နေတော့ပြီကျင်နေတော့အခုဆိုရင်ဟိုဒီမှာပြပွဲလောက်ရတာလည်းပို့ပြီးတော့ဝန်တာကျင်မှုကြကောင်းတယ်ဘာဖြစ်လို့ဆိုတော့ပကြီးလောကသားတက်မဟုတ်ပဲဟုတ် public ကိုပါအခုဆိုရင်ပကြီးလောကသားမဟုတ်ဘူးဒါပေမဲ့ပကြီးကလည်းမြင်ရတော့စိတ်ဝင်စားတယ်
အဲ့နဲ့ဝင်လာတယ်အကြည့်ကြတယ်ဆက်ပြီးလေးရိုက်ကြတယ်ကျွန်တော်ပြင်နေတယ်တာပြောတယ်ပေါ့လေနော်ကိုလောကသားမဟုတ်လေတခါចောင်းသားလေးတွေဝင်လာတယ်ဟာတော်တော်ဝမ်းသာစရာကောင်းတယ်ဒါလည်းကျွန်တော်တို့ဒီဟိုပါပေါ့လေ moment လေးတစ်ခုပေါ့နော်ရွေးရှားမှုဟိုဒီပကြီးကားတဲ့နှုတ်ညာလေးတွေဒါပြည်သူလူထုပေါ်မှာစိတ်ဝင်တော်တဲ့ကိစ္စလေးပေါ့အားဝင်တော့အောင် နောက်ပိုင်းအရွေးတွေပြောင်းလဲရှိအောင်မလားဒါမှမဟုတ်ဟိုနောက်နှစ်တွေမှာ လောလောဆယ်တော့အဲ့ဒီကိစ္စတွေကိုကျွန်တော်ဘယ်လို့မှဟိုဟာမပြောနိုင်သေးပါဘူးနော်အခုလောလောဆယ်ကတော့ဒီပြပွဲနဲ့ဒီအပေါ်နဲ့ပေါ်မှာကျင်းနေနေတော့ဒါပေမဲ့တေချာတွေကျွန်တော်အသစ်ရှာနေပါအရင်တော့ကျွန်တော်တို့ဟို realism နဲ့ hyper တွေကနေရေးလာတယ်အဲ့ဒီကနေဒီအခုဒီလိုနေရာလေး expression လေးတွေပြလာတယ်အဲ့ဒါကျွန်တော်တို့ရဲ့ဒါလှူရှားမှုတွေပေါ့နော်ကျွန်တော်တို့ဆိုကျွန်တော်ရေးပေါ့အဲ့တော့အခုနားကားစကားကိုပြန်ပြရရင်ဖြစ်နိုင်မလားဆိုရင်ဖြစ်နိုင်ပါတယ်ဟုတ်ဖြစ်နိုင်ဖို့ဘက်ကများပါတယ်ဘာဖြစ်လို့ကျွန်တော်အမြဲတမ်းရှာနေတာကျွန်တော်အသစ်ဆန်းလေးတွေပြချင်တယ်အသစ်ဆန်းလေးတွေကိုကိုဟိုမှာ foundation တွေနော်အဲ့တော့ဖြစ်နိုင်ပါတယ်ဒါပေမဲ့ဘယ်လိုဖြစ်မယ်တော့မပြောနိုင်သေးဘူးပေါ့ဟုတ်ကဲ့အခုဒီကားတွေမှာကိုပဲအခုကျွန်တော်ပြတာအကုန်ဟိုပါပေါ့စင်ငါးကပေါ့အကုန်လုံးစီစေးတွေပါပဲဒါ sorry ငါကားကတော့ကျွန်တော်အခွိုင်းလေးပါတယ်အဲ့ပါတော့ပြောချင်တာဒီပကြီးကားတွေမှာကိုပဲဟိုပါပေါ့ပြောင်းလဲမှုတွေမြင်ရတယ်ကျွန်တော်ပထမအဆုံးရေးတဲ့တကားနှစ်ကားကြတော့နည်းနည်း realistic ဖက်ကိုတော့တယ်နော်အဲ့ဒီကနေတပြေးပြေးကျွန်တော်ရင်းနဲ့ခြာရင်းနဲ့အဲ့ဒီမှာဟိုအာယုံခံစားမှုကဒီဘက်ကိုတကယ်စဝင်တော့တဲ့ခါကျတော့ပို့ပြီးတော့ရေးရတာတွေဟိုဖြစ်လာတယ်အပြောင်းလေးတွေဖြစ်လာတယ်အခုစင်ကားကပြသထားတယ်အဲ့ဒီထဲမှာကိုပဲအဲ့ဒီအရွှေးလေးတွေကတစ်နေ့အတွင်းမှာကိုပြောင်းလဲမှုတွေပြရတယ်ပေါ့ဟုတ်ဒီကားမှာတွေ့တာနေရာတွေ့ရတာဟုတ်ကျေးဇူးပါကိုကျေးဇူးပါโอเคတကယ်ကျွန်တော်လည်းကြည့်ရတာဟုတ်โอเคနဲ့တယ်ကျွန်တော်ကြည့်ခွင့်ရတာဟုတ်ကဲ့ပါကျွန်တော်လည်းတက်ကြည့်လိုက်အောင်โอเค